video တွေ content တွေစလုပ်တော့မယ်ဆိုရင်အတိကရှိထားတဲ့အရာ me mic tripod ပြီးတော့နောက်ဆုံးတည်ချတာပေါ့နော် phone လေးအရင်ချလောက်ကိုကဒီ video တွေနဲ့ဒီ content တွေနဲ့ငွေရှာနေတဲ့သူဆိုရင်နော်ဖုန်းကင်မရာကောင်းတဲ့ဖုန်းတစ်လုံးလေးရင်းနှီးလိုက်တာလုံးဝမမအောင်ဝယ်တာဝယ်မို့စေးကြီးပြောဝယ်ဖူးတမျှထဲမှာနောင်တမရဆောင်အတီဖုန်းပဲကိုက content လုပ်နေပြီးသားပင်ပန်းပြီးသားလေနော်ရရတဲ့ရုပ်ထွက်ကလည်းကောင်းနေမှလေကိုရိုက်တဲ့နေရကိုဝတ်တဲ့ OS ကိုရှိနေတဲ့အခြေအနေမှာမလာရင်တော့မှကင်မရာလေးကြည်နေသူ့အတူလေးကြည်ကောင်းနေဝါတာတာဖြစ်နေတော့ဘယ်လိုမှတိတ်မကြည့်ရှင်တော့လေနော်ဒီခေတ်ကြီးမှာတခြားတစ်စိတ်တွေဘလောက်ပဲဒီနောက်ပိုင်းထွက်တဲ့ဟာကင်မရာအရန်ကောင်းနေပြီအရန်မိုက်နေပြီဘလောက်ပဲပျော်ပျော်တည်Apple လေးဟိုပဲအားပေးတယ်ဒီနောက်ဆုံးပေါ့စက်ခွန်ကြီးဝယ်မှမဟုတ်ပေါ့နော်အခုသုံးနေဆိုရင်16 Pro Max ပေါ့နော်ပြီးတော့ဝယ်တော့မယ်ဆိုရင် Pro သို့မဟုတ် Pro Max တို့တာဝယ်နော်ရိုးရိုးဟာရနဲ့ကင်မရာတကယ်ကွာပါတယ်ဘတ်ဂျက်သိမ့်မများတဲ့ second hand လေးလည်းရတာပဲဒုတိယတစ်ခု mic ဝယ်တဲ့အချိန်မှာ quality ကောင်းတဲ့ဟာအတန်ကောင်းတဲ့ဟာဒါတခါလေးဝယ်အကယ်လို့ဝယ်လိုက်လို့မှအတန်မကောင်းဘူးဆိုရင် mic မသုံးတာပိုကောင်းမယ်အခုဆိုရင်မို့က mic မသုံးထားတာပေမဲ့ရိုက်တဲ့အချိန်မှာစူညံတန်မရှိတဲ့နေရာအခန်းလုံတဲ့နေရာမှာရိုက်ရမှာပေါ့နော် mic အတန်မကောင်းရင်ကိုယ့်ရဲ့ video အရေးသွေးလေးတော်တော်ကျစေနောက်တစ်ခုဒီ tripod ပေါ့နော် tripod ရှိလေရတယ်မရှိလေရတယ်ဒါပေမဲ့ဥမာအခုမို့လို့ခုံပေါ်မှာစပွဲပေါ်မှာရိုက်တယ်ထားမို့ tripod မရှိဘူးဆိုရင်နောက်မှာရေပူလေးနဲ့ခံပြီးရိုက်လိုက်မယ်ဆိုရင်ဒီတိုင်းဖြစ်မှာပေါ့နော်တမဟုတ်ခုံကနည်းနည်းမြင့်နေမယ်ဆိုရင်လည်းဒီအတိုင်းဖြစ်နေမှာပေါ့ tripod လေးရှိထားတော့ကိုလှုပ်ရှင်တလို့ကိုအမြင့်လေးပဲလုံလားအနှိမ့်လေးပဲလုံလားစိတ်ကြိုက်လုံလို့ရတာပေါ့ပြီးနောက်ဆုံးတစ်ခုမီရောမဖြစ်မနေဝယ်တက်လာဆိုတော့ရှိထားအကောင်းဆုံးပေါ့နော်အကယ်လို့မီမရှိပဲနဲ့အမောင်ထဲမှာတမဟုတ်အခန်းထဲမှာဗီဒီယိုရိုက်မယ်ဆိုရင်ဗီဒီယိုကမြင်တဲ့အတိုင်းပဲကြည်လားဝါသားသားကြီးပေါ့နော်အဲ့တော့မီလေးရှိနေမှနောက်ဆုံးမီမရှိရင်ရောဘယ်လိုရိုက်ရင်အဆင်ပြေဆုံးလဲဆိုတော့တဘောကအလင်းရောင်တေရှာလေးရတဲ့နေရာမှာရိုက်မှာပါကိုပတင်ပေါင်းနားမှာဖြစ်ဖြစ်တမို့တကားပေါင်းနားမှာတမို့အပြင်မှာပဲဖြစ်ဖြစ်ပေါ့နော်ရိုက်လို့ရတယ်တဘောကအလင်းရောင်နဲ့ဆိုရင်လည်းတော်တော်လေးကိုလာတယ်မို့ကျတော့ဒီလိုအခန်းထဲမှာရိုက်ဖြစ်တာများတယ်ပေါ့နော်အဲ့တော့မီလေးရှိထားမှရပါမယ်ရမယ်နော်ဒီအခုမို့ပြောသွားတဲ့ဟာတွေပတ်စံရှိထားတယ်ပါဝယ်ရမှမသိဘူးဆိုရင်တော့ဒီအရာတွေဝယ်တာဝယ်သုံးဖြစ်မယ်တကယ်လည်းအသုံးဝင်တယ်ကိုဗီဒီယိုအတွက်လည်းအကျိုးအများကြီးရှိစေတယ်